ရုံမှုခက်ပင်မဲ့ဒါတကယ်ဖြစ်ပျက်ခဲ့တာ1932ခုနှစ်တုန်းကဩစတြေးလျနိုင်ငံတရားဝင်စစ်ကြေညာခဲ့တယ်။ဘယ်သူ့ကိုလဲဆိုတော့ immune ငှက်လို့ခေါ်တဲ့ဩစတြေးလျငှက်ကလန်အုပ်တွေကိုပါ။အဲ့ဒီအချိန်ကအနောက်ဩစတြေးလျလေယာတွေကို immune ငှက်ကောင်ရင်ထောင်ထဲချီဖျက်ဆီးခဲ့ကြတယ်။ဒါကြောင့်သူတို့ကိုနှိမ်နင်းမှုအစိုးရကစစ်သားတွေဆေးလွတ်ပြီးစစ်တပ်နက်ကြီးတွေပါတက်ဆင်ပေးလိုက်တယ်။တနက်တွေစစ်သုံးထရက်ကားတွေနဲ့ကြီးအစ်စ်တွေကိုအသုံးပြုခဲ့ကြတာပါ။ဒါပေမဲ့ immune ငှက်တွေကအယမ်းမြန်လွန်တယ်။သူတို့တွေလူစုခွဲလိုက်ကြီးစံတွေကိုရှောင်တိန်လိုက်နဲ့စစ်သားတွေလိုက်မမီအောင်ပြေးနိုင်ခဲ့ကြတယ်။တနက်တွေကဂျမ်းပြက်ငှက်တွေကထွက်ပြေးကုန်နဲ့တည်င်းအပတ်အတော်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့စစ်တပ်ကပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။တရားဝင်ရလက်ကတော့လူသားတွေရှုံးသွားတယ်ပေါ့ဗျာ။ immune ငှက်သေဆုံးမှုကလည်းတော်တော်နည်းပါးခဲ့ပါတယ်။မီဒီယာတွေကတော့ဒီဖြစ်ရပ်ကို The Great Immune War မဟာ immune စစ်ပွဲလို့ခေါ်ခဲ့ကြပြီးတော့ညံပြင်းတဲ့စီမံကွက်ကဲမှုရဲ့သင်ခန်းစာတစ်ခုအနေနဲ့ဒီနေ့ဒီပြောစမှတ်ပြုနေကြတော့မှာ။တမိုင်းဆိုတာတခါလေပုံမီနေထက်တောင်ပိုထူးဆန်းနေတတ်ပါတယ်